တခါတရံလူတွေဟာသူတို့ရဲ့ဘဝလမ်းကြောင်းကိုပြန်သုံးသပ်ပြီးကျေပြန့်တဲ့အမြင်တစ်ခုကနေနောက်ပြန်ဆုတ်ဖို့လိုအပ်ပါတယ်။ကိုကျွမ်းကျင်တဲ့အရာတစ်ခုကနေယုံထွက်ဖို့ခက်ခဲနေတဲ့မိတ်ဆွေတယောက်လား။သူ့ဘဝမှာအမြဲတမ်းလှုပ်လာခဲ့တဲ့အရာတစ်ခုကနေရုတ်တရက်လမ်းကြောင်းပြောင်းပြီးဘယ်သူမှမသိတဲ့အနာဂတ်စီကိုသူဘလို့ဆွဲခေါ်သွားခဲ့တာလဲဆိုတာကိုကြည့်လိုက်ရအောင်ပါ။သူဟာကိုတန်တရားဝင်တာတွေကိုစွန့်လွတ်လိုက်ပါတယ်။တခုတည်းသောအရာထက်သာလူသိများပြီးအသက်အဆန်းတွေကိုစမ်းသပ်ဖို့ကြောက်ရွံ့တာကိုလည်းစွန့်လွတ်ခဲ့ပါတယ်။ဒီမှန်ချက်တွေကိုစဉ်းစားယုံနဲ့မလိုက်စားပဲအချင်းကုန်ခံနေတာမျိုးကိုပါသူစွန့်လွတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကသူ့ဘဝကိုဘယ်လိုပြောင်းလဲသွားစေခဲ့တယ်လဲဆိုတာစိတ်ဝင်စားစရာပါ။19ရာစုနှစ်ကလူဝီဗီတုံရဲ့ဇာတ်လမ်းကသူ့ကိုလှုံ့ဆော်ခဲ့ပါတယ်။လူဝီဗီတုံဟာလေသမားတဦးနဲ့ဦးထုတ်ချုပ်သမားတဦးရဲ့သားဖြစ်ပြီးငယ်စဉ်ကတည်းကလေကွင်းထဲမှာအလုပ်လုပ်ခဲ့ရပါတယ်။အင်ချီယာမိတ်စေကျော်တက်တဦးကခစ်တစ်ခရီးဆောင်အိတ်ကိုဘလို့ဖန်တီးခဲ့ပြီးဘီလီယံဒေါ်လာလုပ်ငန်းကြီးကိုဘလို့တိစောက်ခဲ့တယ်လဲဆိုတာကသူ့အတွက်အားဖြစ်စေခဲ့ပါတယ်။ဒါကြောင့်သူဟာအီတလီကိုသွားပြီးအထည်အလိပ်နဲ့ဒီဇိုင်းတွေကိုကိုယ်တိုင်သင်ယူဖို့စတင်ခဲ့ပါတယ်။သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းအမှတ်တံစိတ်နဲ့တင်ပြတဲ့အခါလူတွေကအဖြစ်ရှာမှကိုသူကြောက်ရွံ့ခဲ့ပါလေ။နာမည်ကြီး Louis Vuitton လိုအမှတ်တံစိတ်တွေနဲ့နှိုင်းယှဉ်ခံရမှကိုစိုးရိမ်ခဲ့ပါလေ။ဒါပေမဲ့သူဟာဒီဇိုင်းလောကမှာတင်ယူစရာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုနားလည်ခဲ့ပါလေ။အခုတော့သူ့ကိုယ်ပိုင်အမှတ်တံစိတ်ကတဖြည်းဖြည်းခြေလန်းစားတင်လာခဲ့ပါပြီ။အထည်တွေကိုဖြတ်တောက်တာအချုပ်တာနဲ့ပုံစံဖော်တာတွေကတကယ်ကိုခက်ခဲပါတယ်။အထူးသဖြင့်ဒီနှစ်အထည်တွေလုပ်ရတာကအချိန်အကြာဆုံးနဲ့အခက်ခဲဆုံးလုပ်ငန်းစဉ်တွေထဲမှာပါဝင်ပါတယ်။ဒီလုပ်ငန်းစဉ်တွေကသူ့ကိုစိတ်ရှည်သီးခံတတ်ဖို့သင်ပေးခဲ့ပါတယ်။ဒီအတွေ့အကြုံတွေကသူလိုချင်တဲ့ဒီဇိုင်းမျိုးကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုနားလည်စေခဲ့ပါတယ်။သူဟာဘလောက်ပဲအောင်မြင်ခဲ့ပန်းတိုင်တွေရောက်ခဲ့ပေမဲ့စိတ်ထဲမှာကိုတန်တရားတွေအများကြီးရှိနေစေထိပါရဲ့။အဓိကအားဖြင့်လူသိများတဲ့ content creator လောကကနေနောက်ဆုတ်ပြီးအခြားပန်းတိုင်တစ်ခုကိုလိုက်စားရမှာကိုကြောက်ရွံ့နေပါတယ်။သူ့ကောင်းတဲ့ကအတန်တွေကသူ့ကိုဆက်မလုပ်ဖို့ဘလို့တွန်းအားပေးနေခဲ့လေ။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိန်းချုပ်ပြီးရှေ့ဆက်သူလိုအပ်ပါတယ်။အားကြီးတဲ့သူတွေလည်းရှိသလိုအားနည်းတဲ့သူတွေလည်းရှိပါတယ်။သူ့စိတ်ထဲကအတန်တွေကသူ့ကိုလက်လျှော့ဖို့ဒါမှမဟုတ်ဆက်လုပ်ဖို့တွန်းအားပေးနေခဲ့ပါတယ်။ဒါပေမဲ့အခြားအတွေ့အကြုံရှိတဲ့သူတွေရဲ့အကြံဉာဏ်တွေကသူ့ကိုမကြောက်မရွံ့ပဲဆက်သွားဖို့လမ်းပြပေးခဲ့ပါတယ်။သူ့ရဲ့အမတ်တစိတ်နာမည်က VVE Thitmi လက်တင်ဘာသာစကားအရသူတို့မဟုတ်၎င်းသည်ထာဝရရှင်သန်လိမ့်မည်လို့အဓိပ္ပာယ်ရပါတယ်။ VVE ရဲ့နည်းနည်းတဲ့အဓိပ္ပာယ်ကတော့လူအဖွဲ့အစည်းကကန့်သတ်ထားတဲ့ဘောင်ထဲမှာမနေဖို့ပါပဲ။ဒီ channel ကဒီဇိုင်းတွေထက်အဓိပ္ပာယ်ကိုပိုပြီးအလေးထားပါတယ်။ဒီ channel ကိုအများပြည်သူသိအောင်သူဖန်ဝေခဲ့ပါလေ။ဖန်တီးသူတွေအားလုံးအတွက်ဘဟုချက်တစ်ခုလိုဖြစ်လာစေချင်တာပါ။အနုပညာအဝတ်အထည်ဒါမှမဟုတ်အခြားပယ်ရာမျိုးပဲဖြစ်ဖြစ်သူလောက်ပြနိုင်ခဲ့ရင်လူအများကြီးကိုလှုံ့ဆော်နိုင်မယ်လို့သူယုံကြည်ပါတယ်။သူ့ရဲ့အမေကလည်းတားမှာရည်ရွယ်ချက်ရှိတယ်။ဒါကြောင့်မကြောက်နဲ့လို့အမြဲတမ်းပြောခဲ့ပါတယ်။ဒီဂျာနယ်ထဲမှာသူ့ရဲ့အမားတွေအောင်မြင်မှုတွေတန်တရားတွေနဲ့အတားအဆီးတွေကိုကြော်လွှားခဲ့ပုံတွေအားလုံးကိုဖော်ပြထားပါတယ်။သူ့ဘဝကိုပွင့်လင်းစွာမျှဝေခြင်းဖြင့်အခြားသူတွေကိုပါလှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ဒီခရီးစဉ်ဟာသူ့အတွက်အဆုံးမဟုတ်ပဲအစပဲရှိပါသေးတယ်။သူလျှို့ဝှက်စွာလုပ်ကင်နေတဲ့လုပ်ငန်းစဉ်တွေကိုသူ့ရဲ့လျှို့ဝှက် channel ဒါမှမဟုတ် Instagram မှာရှာဖွေနိုင်ပါတယ်။